ထောပတ်တီးညလိန်ခွင်ဘယ်မှာမာလို့ရလဲလို့မေးနေတဲ့တဲလေးတွေမမင်းတို့စီမှာလာမာလို့ရပါတယ်မမင်းတို့ကမန္တလေးကပါနော်ရာယဝီပို့ရောက်တဲ့မြို့တိုင်းကိုအယောင်ဝရှင်နဲ့ပို့ပေးပါတယ်အတွင်းလေးကဘာအယောင်လဲလို့မေးနေတဲ့လူတွေကိုလည်းပြပေးပါမယ်နော်တစ်ချက်ပြပေးမယ်နော်အယောင်လေးသူကဒိတ်လေးကဒီမှာပါနော်ဒိတ်လေးလည်းကောင်းတယ်နော်အတွင်းလေးကအယောင်ကထောပတ်တီးလို့ဖြစ်တဲ့အတွက်သူကအစိမ်းနုလေးနဲ့အဲ့လိုအယောင်လေးနော်ဒါအတွင်းလေးကအယောင်ပါအရင်ကသုံးတဲ့ဘူးတွေနဲ့မတူဘူးလို့ပြောရတဲ့လူတွေပြီးခဲ့တဲ့အရင်နဲ့2025 17လပိုင်းကလေးကဘူးပါကင်လေးရရှိန်သွားပါတယ်အရင်တုန်းကဆိုရင်သူဘူးပါကင်လေးက4000ကလေးပေါ့နော်အခုကျတော့အပေါ်ကိုနည်းနည်းလေးချွန်လို့တင်းနေပါတယ်ဒီလိုမျိုးလေးပေါ့နော်အတွင်းထဲမှာပါတဲ့ဂရန်ကလည်းအတူတူပဲနော်ပြီးတော့အာနိတင်ကလည်းအတူတူပါပဲဘာမှပြောင်းလဲမသွားပါဘူးဘူးပုံစံနည်းနည်းလေးချိန်သွားတာပဲရှိမယ်နော်ပြီးတော့သူက made in Pakistan ပါနော် made in Pakistan အစ်စ်ပါရှင်ပစ္စည်းစစ်ကြောင်းလည်းအမခံပါတယ်